ဖျားတပည့်တော်အဖြစ်သုဒ္ဓန္တမာဌာနမှာစာချတာဝန်ထမ်းနေတဲ့လက်ထောက်ကတိကအရှင်ဩဒရဖြစ်ပါတယ်ဖေဟာဖျားတပည့်တော်ကမေးလျှောက်ခွင့်ပြုပါဖေဟာရှင်စန္ဒီမှာပေါက်ရေးထားတဲ့ဒီရာဇဂိုမျိုးကိုမြတ်စွာဘုရားရှင်ပထမခီးစဉ်၌ပြသူလာပြီးနေ့ရောက်မရောက်ဆိုတဲ့အကြောင်းအရာကိုသူကဗုဒ္ဓဝန္တာအထကရာယေဇရကအထကရာယေမှာတော့ပြသူလာပြီးနေ့ကိုရောက်တယ်လို့ဖွင့်ပြထားတာသူကတော့တရထဒီကာကိုကိုးကားပြီးတော့စာမျက်နှာ6မှာပေါ့ဗျာကိုးကားပြီးတော့မြတ်စွာဘုရားရှင်ဟာပြသူလာပြီးနေ့ကိုဒီရာဇဂိုမျိုးကိုမရောက်ဘူးဆိုပြီးတော့ပယ်ထားပါတယ်ဗျာတပည့်တော်ပြန်ပြီးတော့စီးစိလေးလာတဲ့အခါမှာမဟာဝါပါဠိတော်ကိုကိုးကားပြီးတော့ဖွင့်ထားတဲ့ကျန်တဲ့အထာဂရနှစ်ဆောင်လည်းတွေ့ရပါတယ်ဗျာအပါဒံအထာဂရမှာဆိုလို့ရင်လည်းဒီဘုဒ္ဓဝင်အထာဂရနီးတူရောက်ရှိတယ်ဆိုတဲ့အကြောင်းတွေပြထားပါတယ်တွေ့ရပါတယ်ဗျာနောက်ကျဥရဝေရကတ္တဗထေရအပါဒံအင်္ဂုတ္တအထာဂရမှာလည်းရောက်ရှိတဲ့အကြောင်းတွေပြထားပါတယ်ဗျာဒီဘုဒ္ဓဝင်အထာဂရဇာတကအထာဂရတွေမဟုတ်ပါဘူးဗျာအထာဂရ၄ဆောင်ဟာပြာသူလာပြီးနေ့ကိုရောက်တယ်ဆိုတဲ့အကြောင်းအရာတွေပုံစံတူတွေဖွင့်ပြထားတွေ့ပါတယ်ဗျာဖျားတပည့်တော်တို့ဆရာအစဉ်ဆက်ပြောဆိုလာတာအစဉ်စကားရှိပါတယ်ဗျာပါဠိတော်ဟာပို့ပြီးတော့ခိုင်မာတယ်ပါဠိတော်ပြီးလို့ရင်အထာဂရကခိုင်မာတယ်အထာဂရပြီးရင်တီကာတွေကခိုင်မာတယ်တီကာတွေပြီးလို့ရင်မူလတီကာတို့အနုတီကာတို့အဲ့ဒီနောက်မှာဆိုဂန္ဓိတို့ယောဇနာတို့ကခိုင်မာပါတယ်ဗျာဒီမှာရှင်စန္ဒီမာကတာရထတီကာကိုကိုးကားထားတဲ့အတွက်အထာဂရနောက်မှာပေါ်လာတဲ့တီကာကိုဒီအခိုင်မာပြုရယူဆတယ်ဆိုလို့ရင်အထာဂရဆရာတော်တို့ရဲ့အယူဆကိုပယ်ချတဲ့သဘောတရားများရောက်နေမလားလို့ဘုရားတပည့်တော်ယူဆပါတယ်ဗျာအဲ့ဒီအကြောင်းအရာလေးကိုကြံလေးညှိပေးတော်မူပါဗျာဓမ္မအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ဖြေဆိုရမယ်ဆိုရင်တော့တပည့်တို့ဝီနီးအထာဂရမှာမြတ်စွာဘုရားရှင်ကတီဟိုကျွန်းကို၃ချိန်တိုင်းကြွားရောက်ပြီးတော့တပည့်တို့ဒီသုမနနာမည်စားရတဲ့ပုဂ္ဂိုလ်တွေကိုချီးမြှောက်တော်မူတယ်လို့တပည့်တို့ဝိနိထာဂရမှာအကူတန်းကိုဖွင့်ပြထားတာတွေ့ရပါတယ်ဗျာအထာဂရရဲ့တပည့်တို့ဒီ၃ချိန်တိုင်းနဲ့ဘုရားရှင်ကတီဟိုကျွန်းကိုကြွတယ်ဆိုတဲ့အချက်ကိုတပည့်တို့တာရထအတီကထပ်ဆင့်ပြီးကြမှာဘယ်ချိန်မှာကြွတယ်ဆိုတာကိုဖွင့်ပြထားပါတယ်ဗျာတပည့်တို့အရှင်းဆုံးပြောရလို့ရှင်တော့ထာဂရဆရာတွေတပည့်တို့သင်္ကနာပိုင်းတွေကိုအဓိကကိုးကားတဲ့ဒီပဝန္တလို့မဟာဝန္တတို့ရှိပါတယ်ဗျာဒီပဝန္တမဟာဝန္တကရှင်မဘုရကောသကိုယ်တိုင်လီလီစာစာကူးကားရတဲ့တပည့်တို့တီဟိုပြည့်ကျမ်းနေဖြစ်ပါတယ်ဗျာအဲ့ဒီတီဟိုပြည့်ကျမ်းနေမှာလေရှင်မဘုရကောသရင်ပေါ်ခဲ့တဲ့တပည့်တို့ဒီပဝန္တတို့မဟာဝန္တတို့မှာတပည့်တို့ဒီအင်္ဂါတိုင်းမကရာတိုင်းပြည်သူတွေကယတိတွေကိုလှူဒန်းပူဇော်တဲ့ရက်ပြာသူလာပြီးနေမှာပဲမြတ်စွာဘုရားရှင်ကတပည့်တို့တီဟိုကျွန်းကိုကြွတယ်လို့ဖွင့်ပြဖော်ပြထားချက်တွေတွေ့ရပါတယ်ဗျာဒါကိုကြည်ပြီးတော့တပည့်တို့ထာဂရဆရာကတော့ဒီတီဟိုကျွန်းကိုမြတ်စွာဘုရားရှင်က၃ချိန်၃ကကြွားရောက်တယ်ဆိုပြီးတော့ဒီရှင်မဘုရောဂောသကိုယ်တိုင်ကိုဒီဟာကိုနှစ်သက်တဲ့သဘောနဲ့ရေးထားတာတွေအများကြီးတွေ့ရပါတယ်ဗျာဒါကိုထောက်ဆော့တော်အဖြစ်ဆိုရင်တပည့်တို့ရှင်မဘုရောဂောသကိုယ်တိုင်ကလည်းဒီပဝန္တမှာဖော်ပြထားချက်တွေမဟာဝန္တမှာဖော်ပြထားချက်တွေကိုကြည်ကြည်နက်နဲ့လက်ခံပြီးတော့ပြာသူလာပြီးနေမှာဘုရားကရာဇဂိုပြိုမကြွရသေးဘူးတဲ့ချက်ကိုလက်ခံနေဆိုတာကိုတိတာထင်ရှားပါတယ်ဗျာအဲ့ဒါဆိုလို့ရင်ဘုရားတပည့်တော်တို့ဒီကာလုဒာယီမဲ့ကာလုဒာယီမထေကြွတဲ့အကြောင်းအရာတွေကနည်းနည်းလွဲချော်မှုဖြစ်တော့မှာဘုရားကာလုဒာယီမထေမြတ်ကဘုရားတပည့်တော်တို့အဲ့ဒီမှာထာဂရမှာဖွင့်ပြတာကတော့မြတ်စွာဘုရားဝါရင်3လမှာသတင်းသုံးတယ်ဝါကျုပ်ပြီးလို့ရင်ဥဒုဝိဒကတ္တဗတွေကို3လတိုင်အောင်ခြေချွတ်တယ်ဝါကျုပ်ပြီးလို့ရင်တစောင်းမုံလာပြီးနတော်လာပြီးပြောက်လို့လာပြီးနေဆိုတာ3လပြည့်ပါတယ်ဗျာသူတို့ရေပုံပြလိုက်ရအဲ့ဒီမှာရာဇဂိုမှာ2လနေတယ်လို့ဖော်ပြပါတယ်ဗျာရာဇဂိုမှာဆိုလို့ရင်ဒိုရဲတပေါင်းတပေါင်းလာမှာဆိုလို့ရင်ကာလုဒာယီမထေမြတ်ကရန်ဖြစ်ပြီးလို့ရင်တပေါင်းလာပြီးနေမှာစပြင်ပြီးတော့မြတ်စွာဘုရားကိုဂါထာ60နဲ့စတင်ပြီးတော့လျှောက်ထားပါတယ်ဗျာအဲ့ဒီတော့ဂါထာ60နဲ့လျှောက်ထားတဲ့အချိန်မှာမြတ်စွာဘုရားကရာဇဂိုနဲ့ကပိလောပီကယူဇနာ60ဝေးတယ်ဗျာဝေးတဲ့ချိန်မှာတနေ့ကိုတယူဇနာနှုံကြွတယ်ဆိုပြီးတော့တပည့်တော်တို့ဆရာစင်ဆက်ကယူဆလာတယ်အဲ့ဒီကဆုံလာပြီးနေ့မှာရောက်တယ်လို့ဒီအားလုံးကယုံကြည်ချက်ရှိပါတယ်ဗျာကဆုံလာပြီးတော့တရနေ့လောက်ပါဗျာရောက်တယ်လို့ယုံကြည်ချက်ဗျာအဲ့လိုဆိုလို့ရင်ပြာသူလာပြီးကြော်မှကြွမယ်ဆိုလို့ရင်အဲ့ဒါအစင်ဆက်ကမဟုတ်တော့ဝဲတော့မှာပါဗျာအဲ့ဒီထာဂရာတွေလည်းနည်းနည်းလွဲချော်မှုရှိတော့မှာဗျာဓမ္မထာဂရာတွေကတော့တပည့်တဆောင်နဲ့တဆောင်ကတော့
မတူညီမှုတွေအများကြီးတွေ့ရပါတယ်ဗျာဒါပေမဲ့တပည့်တို့ဖះကတပည့်တို့ပြာသူလခွင်နဲ့မတိုင်ခင်ရာဇဂျူရောက်အောင်ပါဗျာဘာလို့ဆိုတော့တပည့်တို့တပူတွဲလာပြည်နေမှာအင်္ဂါ၄ပါးရှိတဲ့ပရမသာဝကတန်တိပါဒကိုဒီတပည့်တို့ဩဝါဒပါဠိမောကိုဖះကပြတာပါဗျာအဲ့ဒီဩဝါဒပါဠိမောပြတဲ့နေမှာပဲရှင်သာရိပုတ္တရာယန္တာဖြစ်ကိုရောက်တယ်ဆိုတော့တပည့်တို့ဖះရှင်ကရာဇဂျူပြည်ကိုတပည့်တို့ပြာသူလခွင်နဲ့မတိုင်ခင်ပေါ့ဗျာရောက်လို့ရှိရင်တပည့်တို့ထာဂရာဒီမှာဖော်ပြချက်တွေကတစ်ခုနဲ့တစ်ခုလွဲချော်မှုမရှိပါဘူးဗျာတပည့်တော်ပြချင်တာတပည့်တော်ပြာသူလားပြည်နယ်မှာဘုရားကတော့ဒီရာဇဂျူပြည်ကိုမရောက်သေးဘူးဒါပေမဲ့ပြာသူလားပြည်နယ်တပည့်တော်ပြာသူလားခွဲပေါ့ဗျာဒီ15ရက်ဂျားကာလမှာဘုရားကတရရက်မှာရောက်တာဖြစ်နိုင်တယ်ပြာသူလားပြည်နယ်မှာတော့မရောက်သေးဘူးဆိုတဲ့အချက်ကိုပဲတင်ပြလိုခြင်းဖြစ်ပါတယ်ဗျာ